Yo, alo me mingla ba bya.ကျွန်တော်ကတော့ drone HMB ကိုပိုင်ပဲဖြစ်ပါတယ်။မနေ့ကမှတင်ထားတယ်ကျွန်တော်တို့မိန်းလမ်းမနှစ်ခုတောင်တနိုင်လန်းနဲ့တပြေတောင်အကွက်လက်လိုက်ရတော့စိုးအောင်လို့တွားခဲ့ပါပြီခင်ဗျာ။ဒါကြောင့်မလို့အဲ့ဒီအကွက်လိုမျိုးပဲနေရာလဲကောင်းတယ် location လဲမိုက်တယ်။ပေ80ပတ်လည်အကျယ်ကိုမှ80 60ဈေးတတာနဲ့ရမယ်။နေပြီးတော့ပုပ္ပတီရီမြို့ကျွန်တော်တို့မင်္ဂလာဒီပတ်ရက်ကွက်ထဲမှာရှိတယ်။နေရာ location ကတော်တော်လေးမိုက်တယ်လို့ပြောရမယ်။အလဲကတော့ကျွန်တော်မြောက်လဲဖြစ်တဲ့ cherry တက်လန်းပေါ်မှာတည်ရှိတာဖြစ်တယ်။ဘေးပတ်ဝန်းကျင်လုံးဝလူနေတက်မယ်လမ်းနှပြကင်းလမ်းကျယ်ဖြစ်မယ်ကျွန်တော်တို့ရွှေဒီလမ်းနေပြီးတော့ဇော်ကြီးလမ်းထိတဲပေါက်မယ်အုတ်ဒရိုင်း3ဘက်လဲပါဝင်အောင်မယ်ဗျာပိုင်ဆိုင်မှုကတော့နှစ်30 gram မြေမျိုးစားဖြစ်တယ်လူချင်းမင်းတို့အမိတန်းပြောင်းလို့ရနိုင်မှာပဲဖြစ်ပါတယ်ခေါ်စည်းကတော့ကျပ်သိန်း4500သိန်းတိတိပဲဖြစ်ပါတယ်ပိုင်ရှင်နဲ့တိတိဆန်ဆိုင်တွေ့ပြီးညှိနှိုင်းလို့ရအောင်မှာပဲဖြစ်ပါတယ်လမ်းတိုက်တာမကြောက်လို့ကိုယ်တိုင်နေမဲ့သူတွေအတွက်လုံးဝတတ်မယ်ဆိုတဲ့အကွက်ဖြစ်ပါတယ်လူချင်းမင်းတို့စိတ်ဝင်စားရင်ကျွန်တော်တို့ Green Home HMB ကိုအချိန်မီဆက်သွယ်ဆိုမေးမြန်းလိုက်ပါအားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့ညနေခင်းလေးဖြစ်ကြပါစေဗျကျွန်တော်ကတော့ Green Home HMB ကိုပိုင်မှာလက်မနေဖို့ပဲပြောချင်ပါတယ်ခင်ဗျ